ဘာပူပြီးသားပေါ့နော်ဒီတစ်ခါကျတော့ဒီမှာဂျမ်ပါပူးပြီးတော့အောက်ပေါ်ဆန်းမယ်အောက်ပေါ်ဆန်းတဲ့အခါကျရင်ကျွန်တော်ကဒီဘက်ထရီ3ချိုးလုံးကိုပြန်ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှဂျမ်ပါအရင်ပြန်ပူးတယ်ဂျမ်ပါပူးပြီးတော့မှဘက်ထရီ3ခုကိုပြန်တက်တယ်ပေါ့နော်ဘက်ထရီ3ခုပြန်တက်ပြီးတော့အောက်ပေါ်ဆန်းတဲ့အခါကျရင်သူက15voltထွက်ရတော့မှာနော်ဟိုအဝင်းချခြင်းချိတ်လိုက်ရင်သူက15voltထွက်ရမှာအဲ့ဒီတော့အဝင်းချခြင်းချိတ်လို့ရှိရင်သူကပုံမှန်တိုင်းကျွန်တော်တို့ဘက်ထရီရဲ့ဘို့ကိုအရင်ထောက်ကြည့်အောင်ဘက်ထရီမှာဘယ်နှဘိုးရှိလဲပေါ့အပေါင်းနှုတ်ကိုကျွန်တော်အရင်ထောက်ကြည့် Okay 8.04ဆိုလို့ရှိရင်သူကချာဖူးဆိုရင်သူက CR 24 on မှာပေါ့ CR 24 on 0.5နဲ့ရိုက်မယ်တကယ်လို့ဟို3 volt ဟို 3.7 ရဲ့အောက်ဆိုလို့ရှိရင် CR 12 on လို့ရှိရင် 1A နဲ့ရိုက်မယ်ချာခြင်းကအဲ့ဒီလိုမျိုးပေါ့အဲ့ဒီတော့သူ့ရဲ့ချာခြင်းရိုက်တဲ့ဟာရဲ့အောက်ပို့ရဲ့စမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ adapter ထိုးထိုးလိုက်ရင်သူ15voltထွက်ရမယ်ဟုတ်ပြီအာသွင်းကြိုးထိုးလိုက်ပြီအာသွင်းကြိုးထိုးလိုက်ပြီးတော့ကျွန်တော်အောက်ပုတ်ကိုတိုင်းကြည့်မယ် Okay အောက်ပုတ်က15voltเนาะထွက်တယ်အဲ့တော့သူ့ရဲ့ ampere ကိုကျွန်တော်တို့တိုင်းကြည့်အောင် ampere ချာခြင်းဘလောင်းနဲ့ရိုက်တယ်လေပေါ့เนาะကျွန်တော်တို့0ထားလိုက်မယ် Okay 0.75မမြင်ရမယ်နော် 0.75 0.8 လောက်နဲ့သူ0.78 လောက်နဲ့သူချခြင်းရိုက်တယ်နော်ဒါအနှုတ်ဘက်ကိုတိုင်းလိုက်တယ်နော်အနှုတ်နဲ့ပြပြီးရပါပြီအဲ့တော့အောက်ပုတ်ကိုကျွန်တော်ဟိုကလုံမယ်ဖြုတ်မယ်နော်အောက်ပုတ်ကိုဖြုတ်မယ်အဲ့တော့ဒီမှာရှိတဲ့ချခြင်းကိုကျွန်တော်ဖြုတ်လိုက်ပြီအဲ့ဒါဆိုချခြင်းမရိုက်တော့ဘူး bypass ကမသွားတော့ဘူးမသွားရင်သူ့အောက်ပုတ်ထွက်သေးလားပေါ့ on battery ကနေပြီးတော့ Okay 15.1ကိုရပါပြီနော်